ပြောပြချင်တာကတော့စွန့်စားခင်ပညာပေးဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။မလန်းမကာမှာရှိတဲ့တာယာလှပတဲ့ပန်းစုံရွာလေးမှာရဲရလိုစီပြင်းပြပြီးတက်တီရှိတဲ့မင်းအကြံကိုစတိုင်ကြကြတက်တဲ့လူလေမလေးတီတာနဲ့ကျင်နာတက်ပြီးခွန်အားဗလကြော်ကြောဆိုတဲ့တငယ်ချင်း၃ယောက်ရှိတာပေါ့။ဒီနေ့မှာတော့ရွာဦးကျောင်းဆရာတော်ကရှေးဟောင်းမိဘုံအိုအီကျဆောင်ကိုပြတာပြီ။ဒီမိဘုံကတင်ပြတောင်တန်းရဲ့အထွတ်ထိန်မှာရှိတဲ့ဉာဏ်ပညာပန်းအိုးစီကိုလမ်းညွှန်ပေးထားသလိုအဲ့ဒီပန်းအိုးတဲကရေစင်ကိုရရှိတဲ့သူဟာမိမိရဲ့ရွာကိုထာဝရစိတ်အေးချမ်းသာရပြီးတိုးတက်စီပင်အောင်လှုပ်ဆောင်နိုင်စွမ်းရှိတယ်လို့ဆရာတော်ကမိန့်ကြားခဲ့သလိုတငယ်ချင်း၃ယောက်ဟာရွာလီငင်းချမ်းမှုအတွက်အခက်အခဲတွေကိုရင်ဆိုင်ပြီးအမြင့်စားခီးထွက်ဖို့ဆုံးဖြတ်လိုက်ကြတယ်။ဉာဏ်စမ်းပဟိရတိကဝေဖန်ပိုင်းခြားနိုင်မှုတစ်တော်သူတို့ခီးစဉ်ရဲ့ပထမဆုံးအတားစီးကတော့အမောင်ထုဖုံးလွှာနေတဲ့ဝေဖန်ပိုင်းခြားနိုင်မှုတစ်တော်အဲ့ဒီတစ်တော်တဲကိုရောက်တဲ့အခါလမ်းစုံတစ်ခုနဲ့ကြုံတွေ့ရပြီးရှေ့မှာကြောက်စာတစ်ချက်ကြောက်စာပေါ်မှာရေးထားတာကတော့ဒီလမ်းကလှပလွမ်းပြီးသွားလွေပုံပေါ့ဟိုဘက်လမ်းကတော့စူးခက်တွေနဲ့ကြမ်းကြမ်းတယ်အမှန်တရ